ညရီရုံမြင့်တန်ကြားပရိသတ်များအားလုံးမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့တော်ရာတို့ရဲ့ဆွေမျိုးပေါက်ဖော်မှာရတအစုံစုံတူတာဖုံဖုံဆိုတဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာဆိုရင်တော့ဆောင်းမရှင်ရွှေနှင်းစီဖြူရေးသားတဲ့ကမ္ဘာအကြီးဆုံးလူလုတ်တစ်တော်ဆိုတဲ့အကြောင်းကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူလုတ်တစ်တော်ဆိုတဲ့စကားလုံးကိုတော့အနည်းငယ်စိတ်နေကြမယ်လို့ထင်ပါတယ်။လူလုတ်တစ်တော်ဆိုတာကဘာလဲ။လူလုတ်တစ်တော်မှာလူတွေကဘယ်လိုမျိုးပြုစုပြီးတော့စိုက်ပျိုးကြတယ်လဲဆိုတာကိုဒီကနေ့မှာတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ကမ္ဘာအကြီးဆုံးတစ်တော်စိုက်ဟန်ပါဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတော့သိချင်ကြလိမ့်မယ်လို့တော့ထင်ပါတယ်။စိုက်ဟန်ပါတစ်တော်ကဆိုရင်လူလုတ်တစ်တော်မျိုးစားအမျိုးသားဥယျာဉ်တစ်ခုဖြစ်ပါတယ်။လွယ်လွယ်ပြောရရင်တော့အမျိုးသားဥယျာဉ်တစ်ခုဒါပေမဲ့လည်းအဲ့ဒီဥယျာဉ်အားဆိုရင်အရင်ကလိုသဲခဏရမဟုတ်တော့တဲ့လူလုတ်တစ်တော်ကြီးတစ်ခုပဲဖြစ်ပါတယ်။ပြည်သူများရှင်ကျမတို့မြန်မာနိုင်ငံမှာဆိုရင်တော့နေရာတိုင်းလိုလိုမှာတစ်ပင်တစ်တော်တွေကစိမ့်စိမ့်ဆူဆူနဲ့တဘာဝလျောက်ပေါက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လူလုတ်တစ်တော်ဆိုတဲ့စကားလုံးမျိုးနဲ့တော့အနည်းငယ်ရင်းနှီးမှုမရှိဘူးလို့ထင်ပါတယ်။လူလုတ်တစ်တော်ဆိုတာကတော့တဘာဝလျောက်ပေါက်ရောက်တာမျိုးမဟုတ်ဘဲနဲ့လူတွေကပြုစုပြီးတော့စိုက်ပျိုးထားတဲ့တစ်တော်မျိုးစားကိုဆိုလိုတာပဲဖြစ်ပါတယ်ရှင်။စနေကမ္ဘာအကြီးဆုံးလူလုတ်တစ်တော်ဆိုင်းဟန်ပတ်ဆိုတဲ့နာမည်ကိုကြားလိုက်ရုံနဲ့ပဲပေါ့နော်ကမ္ဘာအကြီးဆုံးလူလုတ်တစ်တော်ဆိုတဲ့နာမည်နဲ့ဆိုတာကတော့နည်းနည်းလေးတော့အနည်းငယ်စိမ့်နေရပေါ့နော်ဒါပေမဲ့သူ့မှာရှိတဲ့တမိုင်းကြောင်းနဲ့အချက်လက်တွေကိုဆန်နီးရပြပြပေးပါအောင်ဟုတ်ပါတယ်မကြီးကမ္ဘာအကြီးဆုံးလူလုတ်တစ်တော်ကြီးဆိုင်းဟန်ပတ်ဆိုရင်တကယ်မှပေါ့နော်စိတ်ဝင်စားဖွယ်ကောင်းတဲ့တမိုင်းကြောင်းတွေလည်းရှိတယ်ပြီးတော့ဆောင်းမရှင်အားဆောင်းမထဲမှာဆိုရင်လေဒီတစ်တော်ကြီးအားဆိုရင်တရုတ်နိုင်ငံရဲ့ပေနေရာမှာတည်ရှိရဲဆိုတာနဲ့သူ့ရဲ့တမိုင်းကြောင်းကိုပေါ့နော်အခြေတွင်းနဲ့ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်ဒီလူလုတ်တစ်တော်ကြီးဆိုင်းဟန်ပါဆိုရင်တရုတ်နိုင်ငံဟိုပေပြည်နယ်ချန်တဲမြို့ဝေချမ်းမန်ချူလူမျိုးမွန်ဂိုလူမျိုးကိုပိုင်အုပ်ချုပ်ရေးခိုင်အတွင်းမှာတည်ရှိပါတယ်မကြီးသူရဲ့တမိုင်းကြောင်းဟာဆိုရင်လည်းတကယ်မှစိတ်ဝင်စားဖို့ကောင်းပါတယ်လျောင်မင်းဆက်900ခွန်1125နဲ့ကျင်းမင်းဆက်1115 1234မှာစိုက်ဟန်ပါဆိုရင်တော်ဝင်မင်းဆက်တွေရဲ့အမဲလိုက်ကွင်းဖြစ်ခဲ့ပါတယ်1863ခုနှစ်မှာတော့ချင်းမင်းဆက်ကလေသမားတွေကိုမြေယာတွေကိုပြန်လည်ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာတော့တစ်တော်တွေနဲ့တစ်ပင်တွေဟာဆိုရင်ကွယ်ပြောက်သွားပြီးတော့စိုက်ဟန်ပါဆိုရင်တစ်ပင်တစ်တော်မရှိတော့တဲ့မြက်ခင်းပြင်ထီထီတစ်ခုဖြစ်လာခဲ့တယ်ပေါ့နော်ဒီနေရာမှာရှင်းရှင်းပြောရမယ်ဆိုရင်တော့ကန္နာရမြေရိုင်းကြီးတစ်ခုဖြစ်လာပြီးတော့ဒီတစ်တော်ပြုံးတီးမှုတွေကြောင့်အေးတက်တွေလွန်ကဲလာတဲ့ပင်လယ်မျက်နှာပြင်မြင့်မားလာတဲ့လေပြင်းတွေတဲမှုန်တွေတိုက်ခိုက်ခြင်းတွေပါဝင်ပေါ့နော်မိုးရွာသွန်းမှုနေပါခြင်းစားတဲ့တဘာဝပတ်ဝန်းကျင်အစွန်းရောက်ထိခိုက်မှုတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့စိုက်ဟန်ပါနေလာတဲ့တဲမှုန်တိုင်းတွေဟာဆိုရင်ကီလိုမီတာ180ကာဝေးတယ်ပေါ့နော်ပေကျင်းမြို့အထိတောင်နှစ်တိုင်းလိုတဲမှုန်တိုင်းတိုက်ခတ်မှုများပြားလာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့1962ခုနှစ်မှာတော့တဲမှုန်တိုင်းတွေကိုအဆုံးသတ်ဖို့အတွက်ပြည်내တစ်တော်စီမံခန့်ခွဲမှုအဖွဲ့အားဆိုရင်စိုက်ဟန်ပါမှာပေါ့နော်တစ်တော်တွေကိုပြန်လည်စိုက်ပျိုးဖို့အတွက်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နော်ဒီစိုက်ဟန်ပါလူလုံးတစ်တော်ကြီးဘယ်လိုမျိုးဖြစ်ပေါ်လာတယ်ဆိုတဲ့တပိုင်းကြောင်းကိုစနီကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်အခုစနီပြပြသွားခဲ့တယ်ပေါ့နော်ဒီတပိုင်းကြောင့်အချက်လက်တွေကိုနားထောင်ပြီးသွားပြီဆိုတော့တော်တာကဆက်လက်ပြီးတော့ပြပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိရပေါ့နော်အဲ့ဒါဘာအကြောင်းအရာလဲဆိုတော့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေအတွက်တကယ်ကိုမှအတူယူကောင်းတဲ့အချက်လက်တွေဖြစ်တဲ့အပြင်ကိုလိုက်ပြီးတော့လေးစားဖို့လည်းကောင်းတဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆောင်းမရှင်ရေးသားထားတာကိုလည်းတော်တာပြပြပေးမယ်ပေါ့နော်ဒီမှာကတော့တဲ့တပြည်လုံးမှာရှိတဲ့ပြည်နယ်18ပြည်နယ်မှာတဲ့အသက်24နှစ်အရွယ်သားရှိသေးတဲ့လူငယ်369ဦးပါတဲ့စိုက်ဟန်ပါကုန်းပြင်းမြင့်နေရာကိုလာရောက်ပြီးတော့တဲခန္ဓာရမှာတဲ့လူလုတ်တစ်တော်စိုက်ပျိုးရေးကိုစတင်မှုလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်တဲခန္ဓာရအတွင်းမှာတစ်ကမ္ဘာလုံးမှာအခြေဆုံးကုန်းပြင်းမြင့်လူလုတ်တစ်တော်ဖြစ်ပေါ်လာစေဖို့အတွက်သူတို့ရဲ့ချွေးသွင်းနဲ့ရင်းပြီးတော့စူးစမ်းအားစိုက်ထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်ဝေစားတဲ့အထင်ယူပင်ကြည်လင်တဲ့စမ်းရည်ကိုရရှိဖို့နဲ့မြာစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုကြည်နိုင်မှုအသက်24နှစ်အရွယ်သားရှိသေးတဲ့လူငယ်369ဦးဟာဆိုရင်တော့ဇီဝပတ်ဝန်းကျင်တစ်ခုကိုဒီဇိုင်းမမတ်နဲ့ပြောင်းလဲလှုပ်ဆောင်လာခဲ့ကြပါတယ်။သူတို့ရဲ့ဥတီတဲဟာဆိုရင်တော့တဲခန္ဓာရနေရာကိုပေါ့နော်တစ်တော်နဲ့စိမ့်လန်းဆိုပြီးအောင်စူးစမ်းပြီးတော့ OAC အဖြစ်နဲ့ပြောင်းလဲဖို့သူတို့တွေစူးစမ်းခဲ့ကြတာပဲဖြစ်ပါတယ်စနီဟုတ်ကဲ့ပါမရေဒါဆိုရင်ပေါ့နော်ဒီစိုက်ဟန်ပါတစ်တော်ကြီးအားဆိုရင်ဒီအသက်24နှစ်အရွယ်ပဲရှိတယ်ပေါ့နော်လူငယ်369ဦးကနေပြီးတော့စတင်လှုပ်ဆောင်လာနေပြီးတော့ဖြစ်ပေါ်လာခဲ့တာလို့ပြောလို့ရတာပေါ့နော်အမဟုတ်ပါတယ်စနီလူငယ်တွေရဲ့ပေါ့နော်အတွေးခေါ်ကောင်းနေသူတို့ရဲ့ရှုထောင့်တွေကနေပြီးတော့မှနိုင်ငံအတွက်ကောင်းမွန်တဲ့အချက်လက်တွေကောင်းမွန်တဲ့ဖန်တီးမှုတွေကနေပြီးတော့ဒီလိုမျိုးကောင်းမွန်တဲ့ကမ္ဘာအကြီးဆုံးလူလုတ်တစ်တော်ကြီးကိုဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်
ဒီလိုမျိုးကမ္ဘာအကြီးဆုံးလူလုံးသက်တော်ကြီးတစ်ခုဖြစ်လာဖို့အတွက်လူငယ်တွေအနေနဲ့ဘယ်လောက်ထိစူးစမ်းထုတ်ခဲ့ရတယ်အချိန်ကာလအဖြစ်ဘယ်လောက်ထိကြာခဲ့တယ်ဆိုတာကိုတော့ဒီဆောင်းပါးရှင်ဆောင်းပါးထဲမှာအကျယ်တုံးရေးသားဖော်ပြထားပါတယ်ဒါကိုစန်နီကဆက်လက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာစုနှစ်60ပြည့်နှစ်ကစိုက်ဟန်ပမြေပြန်မှာပေါ့နော်တစ်ပင်တွေနေပါခဲ့ပေမယ့်လူငယ်တွေရဲ့250ကျော်ကြာစူးစမ်းအထောက်မှုကြောင့်အခုဆိုရင်စိုက်ဟန်ပကမ္ဘာအကျယ်ဝန်းအကြီးဆုံးလူလုံးသက်တော်ကြီးတစ်ခုဖြစ်လာပါပြီစိုက်ဟန်ပါမှာရှိတဲ့တစ်ပင်တွေကို1မီတာကွာဝေးပြီးတော့တန်းစီစိုက်ပျိုးမယ်ဆိုရင်တော့ဗောနော်တကဘာလုံးရဲ့ equator ကို12ပတ်လှည့်ပတ်နိုင်တဲ့အကျယ်ဝန်းထိရှိလာပြီပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့စိုက်ဟန်ပါတက်တော်ရဲ့အကျယ်ဝန်းအားဆိုရင်တရုတ်ဧက17.51သိန်းရှိပြီးတော့တက်တော်ဖုံးလွှမ်းမှုအားဆိုရင်ရာခိုင်နှုန်းအဖြစ်82ရာခိုင်နှုန်းထိရှိလာပြီပဲဖြစ်ပါတယ်စိုက်ဟန်ပါလူလုံးတက်တော် area ဆိုရင်အေးမြတဲ့မုတ်တုံရာသီဥတုရှိပြီးတော့နေ့စဉ်ပြန်အပူချိန်ကတော့1.3 ဒီဂရီစင်တီဂရိတ် 34.3 ဒီဂရီဖာရင်ဟိုက်ရှိတယ်ပေါ့နော်စိုက်ဟန်ပါမှာနှင်းချတဲ့ရာသီအားဆိုရင်တစ်နှစ်မှာ9လခန့်ကြာပြီးတော့မှတ်တမ်းတွေရဆိုရင်တော့ဩဂုတ်လမှာအစောဆုံးနှင်းချတာကိုတွေ့ရတာပဲဖြစ်ပါတယ်မကြီးဟုတ်ကဲ့ပါဆန်နီဒီလိုမျိုးပေါ့နော်ကမ္ဘာအကြီးဆုံးလူလုံးတစ်တော်ထဲမှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးရာသီဥတုနဲ့ဘယ်လိုမျိုးအပင်တွေကိုစိုက်ပျိုးထားလဲပြီးတော့ဒီထဲမှာကျက်စားပြီးတော့နေထိုင်ကြတဲ့သတ္တဝါမျိုးစိတ်တွေရဲ့အကြောင်းတော့ဆက်လက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်လူလုံးတစ်တော်မှာဆိုရင်အေးမြတဲ့ရာသီဥတုနဲ့အတူထင်းရှုပင်များစွာစိုက်ပျိုးထားပြီးတော့နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း262မျိုးလည်းရှိပါတယ်ပြီးတော့ငှက်မျိုးစိတ်39မျိုးငါးမျိုးစိတ်32မျိုးနဲ့အင်းဆက်မျိုးစိတ်ပေါင်း660ခန့်ရှိရပဲဖြစ်ပါတယ်နောက်တစ်ချက်ကဆိုရင်တော့ဒီစိုက်ရံပလူလုံးတတော်ကိုတော့တရုတ်ပြည်မြောက်ပိုင်းရဲ့အစိမ်းရောင်အစုပ်ဒါမှမဟုတ်မြစိမ်းရောင်ပလဲလို့လေသူတို့တွေကတင်စားပြီးတော့ခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်မြေကြီးတွေပေါင်းဆက်လိုက်မှတောင်ဖြစ်လာမယ်မြစ်တွေပေါင်းဆက်လိုက်မှပင်လယ်ကြီးဖြစ်လာမယ်တစ်တော်တစ်ပင်နဲ့ထိမ့်သိမ့်လိုက်မှစိမ့်လန်းဆူပြေတဲ့ကမ္ဘာမြေကြီးပေါ်ထွန်းလာပါမယ်တစ်တော်ကိုပါတဘာတဲ့ကာကွယ်နိုင်မှတဘာဝတယံဇာတာကိုကာကွယ်ထိမ့်သိမ့်ရရောက်တယ်လို့ကိုယ့်မိမြေကိုလည်းကာကွယ်စောင့်ရှောက်နိုင်မှာပဲဖြစ်ပါတယ်ရှင်ပရိသတ်များရှင်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်စောင့်ရှောက်တဲ့နေရာမှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကိုလည်းဆန်နီကပြောပြချင်ပါတယ်ဂေဟစနစ်ပြန်လည်ရှင်သန်ရေးအတွက်တိစောက်တဲ့နေရာမှာဆိုရင်တော့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုအားကိုးရမှာဖြစ်တယ်လို့စိတ်ပိုင်းဆိုင်ရာခိုင်မာစွာလှုပ်ဆောင်မှုကိုလည်းအားကိုးရမှာဖြစ်ပါတယ်ဒီလိုအချက်တွေနဲ့ပြည့်စုံနေမှသာစန်နီတို့နေထိုင်တဲ့ကမ္ဘာမြေကြီးကကျန်းမာနေပြီးတော့တစ်ပင်တစ်တောတွေနဲ့စိမ့်လန်းဆူပြေနေမှာပဲဖြစ်ပါတယ်ရှင်များရရုံမြင့်တန်ကြားပရိသတ်များရှင်စိုက်ဟန်ပါလို့တဲကန်နာရဖြစ်ခဲ့တဲ့ကုန်းမြင့်မြင့်မြေရိုင်းကြီးကိုလူဝင်ရာဆက်ရန်တရားအင်အားအသုံးပြုပြီးတော့ကမ္ဘာအကျယ်ဝန်းအကြီးဆုံးလူလုံးသက်တော်ကြီးဖြစ်နေပြောင်းလဲလိုက်ချင်ရဆိုရင်လူသားတွေအတွက်လှပတဲ့ပကြီးကားတစ်ချက်လို့ဆိုနိုင်တယ်လို့တဲကန်နာရကို OAC ဖြစ်နေပြောင်းလဲလိုက်ချင်ရဆိုရင်တော့အစိမ်းရောင်ရှက်ဝန်းရှင်တန်ရေးအံ့ဩဖွယ်တစ်ခုပဲဖြစ်ပါတယ်အဲဒါကြောင့်လေ1962ခုနှစ်ကနေအခုချိန်ထိဆောင်ရွက်ခဲ့ရတဲ့စိုက်ဟန်ပါလူလုံးသက်တော်ကြီးကိုကမ္ဘာပေါ်မှာရှိတဲ့လူသားမျိုးနွယ်တွေအတွက်ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးစံနမူနာကောင်းတစ်ခုဖြစ်သတ်မှတ်ပြီးတော့ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာညီလာခံကနေကမ္ဘာမြေကာကွယ်ရေးဆုကိုရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လေဒီကနေ့စီစဉ်မှာဆိုရင်တော့စနီတို့ညီမနှစ်ယောက်ကကမ္ဘာအကြီးဆုံးလူလုံးသက်တော်ကြီးစိုက်ဟန်ပါရဲ့အကြောင်းကိုပြည်သက်တွေဘ ഹു တုတရရှိစေဖို့အတွက်ရွေးချယ်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။များရရုံမြင့်တန်ကြားပရိသတ်များရှင်ဒီကနေ့မှာတော့စောင်းမရှင်ရွှေနှင်းစီဖြူရေးသားတဲ့ကမ္ဘာအကြီးဆုံးလူလုံးသက်တော်ရဲ့အကြောင်းကိုဆွေမျိုးပေါက်ဖော်မှာရတာအစုံစုံတူတဖုံဖုံကနေပြီးတော့ရွေးချယ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွေမှာလည်းပရိသတ်တွေအတွက်ဘ ഹു တုတရစရာအကြောင်းအရာအစုံလင်တမိုင်းချောင်းကောင်းတဲ့အကြောင်းအရာအစုံလင်ကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။